လူအများစုဟာတက်တောင့်တက်တာကိုလိုချင်ကြပါတယ်ဒါပေမဲ့တက်တောင့်တက်တာဆိုတာကြမှာတော့ကြီးထွားမှုကိုတက်ပစ်နိုင်ပါတယ်စီကန်းဆိုတာကမှတကယ်လူတစ်ယောက်မှာရှိသင့်ရှိထိုက်တဲ့လွတ်လပ်မှုတွေပါဂျင်ကစားတိုင်း meditation လုပ်တိုင်းဆေးတွေဖြစ်တိုင်းဒီနေ့အတွက်တော့တေးလေးပဲလို့ကျွန်တော်ထင်ကောင်းထင်နိုင်မယ်ဒါပေမဲ့ဒါတွေကတိတ်တဆိတ်စုပြုံလာနေပါတယ်နောက်ဆုံးမှာ powerful ဖြစ်လာပြီးဒီနေ့မှာတော့ပေါက်ကွဲထွက်လာမှာသိကြပါတယ်စိတ်ဆိုတာအမြဲတမ်းအစ်တွေကိုလိုချင်ပါတယ်ဒါပေမဲ့ပညာဉာဏ်ဆိုတာလိုက်ပြေးတာမဟုတ်ပါဘူးသတိထားပြီးတော့သိနေတာပါပဲဘာကြောင့်လူတချို့ကတန်းချီကျွယ်ဝပြီးတော့တချို့ကရုန်းကန်နေရတာလဲဘာဖြစ်လို့လဲဆိုတော့သူတို့ကသုံးပြီးကုံဆုံးနေတာထက်ပိုပြီးလုံနေကြလို့ပါသူတို့တွေကဖန်တီးကြတယ်သူတို့တွေက connection တွေလုပ်ကြတယ်သူတို့တွေကတိဆောက်ကြတယ် bold move လုပ်ရတဲ့တစ်ခုကနေရလိုက်တဲ့မှန်ကန်တဲ့ဆက်သွယ်မှုတစ်ခုကပဲကိုယ့်ရဲ့ကန့်ကြမှာတစ်ခုလုံးပြောင်းလဲပေးနိုင်ပါတယ်လူအများစုကချစ်ချင်းမေတ္တာဆိုတာကိုလည်းပိုင်ဆိုင်မှုလို့ထင်ထားကြပါတယ်အဲ့လိုမဟုတ်ပါဘူးတကယ်ချစ်ချင်းမေတ္တာဆိုတာကောင်းဆောင်မှုပါပဲကိုယ့်ရဲ့ပုံစံကိုခိုင်မာကိုယ့်ရဲ့ frame ကိုကောင်းကင်ထားပြီးတော့နေရာသူ့ကို follow လုပ်ခွင့်ပေးရမယ် day 58ပြီးတော့ပြီ the body stronger the mind calmer the vision sharper pain is temporary but legacy is forever ဒါကတော့ကျွန်တော်ရဲ့ခရီးဖြစ်ပါတယ်ခင်ဗျားကလည်းကိုယ့်ရဲ့စီကံကိုယ့်ရဲ့အမွေအနှစ်တွေကိုတိစောက်ပြီးတော့တာမန်အတိုင်းတာနဲ့ခြေနဲ့နေတာမျိုးဘယ်တော့မှမလုပ်ချင်ဘူးဆိုရင်ဒီလမ်းကြောင်းမှာကျွန်တော်နဲ့အတူတူလိုက်ဖို့ဖိတ်ခေါ်ပါတယ် algorithm အစဉ်တင်တန်းကိုလေ့လာကြည့်ပါ bio မှာ link ပေးထားပါတယ် peace